visa ကိစ္စကအစ VIP လောင်းအထိစုံစုံလင်လင်ရရှိတဲ့ဝန်ဆောင်မှုတွေအကုန်လုံးကိုညီမတို့ The Dream Travel တို့မှာရယူနိုင်ပါပြီရှင်တရက်ခီးသွားဖို့အတွက်ကဗီဇာလည်းရှောက်အောင်ပါပဲ agency ကလည်းအရအောင်ပဲhotel booking လေးလည်းမတင်ရသေးဘူးအိုးဘယ်လိုလုပ်ကောင်းလဲ free လေးပြန်အောင်ပါရှုမနီကလည်းပြအောင်မယ်ဘယ်လိုလုပ်ရင်ကောင်းမလဲနော်ခုဆိုရင်တော့အဲ့လိုကိစ္စတွေအတွက်လုံးဝကောင်းခဲ့ကြမလို့တော့ပါဘူးเนาะခီးစိတ်တစ်ခုလုံးအတွက်လိုအပ်သမျှဝန်ဆောင်မှုများကိုအစအဆုံးတောင်းယူပေးနေပါပြီရှင်ထမောင်းဆုံးအနေနဲ့နိုင်ငံတကာအလဲပတ်ဗီဇာတွေအတွက်စမ်းစာရန်တွေကို final check လုပ်တာ notary ပြန်တာနဲ့ဖောင်ပြတာတွေကအစကုညီလမ်းညွှန်ပြီးတော့ဆောင်ရွက်ပေးနေပါပြီဒါအပြင်အရင်ကြီးတဲ့ show money ဝန်ဆောင်မှုတွေကိုလည်းအသေးစိတ်အစအဆုံးစီစဉ်ပေးနေသလိုအမိသွားမယ့်ရက်အတိုင်း hotel booking flight booking များကိုလည်းဈေးအသက်သာဆုံးနဲ့စီစဉ်ပေးနေပါပြီရှင်အခြားနိုင်ငံတွေထိသွားရင်မရှိမဖြစ်လိုအပ်တဲ့ private farm တွေကိုလည်းမှားယွင်းမရှိဖြစ်တင်ပေးတာမို့စားစာတဲ့ကိစ္စတွေအတွက်လုံးဝစိတ်ပူကြမလို့တော့ဘူးเนาะဒါပေမဲ့လို့ဆိုတော့မဟုတ်သေးပါဘူးအဖွဲ့လိုက်သွားနိုင်မဲ့ package tour တွေနဲ့မိသားစုနဲ့တငယ်ချင်းတွေတိတက်လွတ်လပ်စွာသွားနိုင်မဲ့ private tour တွေလည်းစီစဉ်ပေးထားပါတယ်ရှင်ပြီးတော့ခရီးမထွက်ခွာမီရန်ကုန်ပြည်ဆိုင်ရာလေဆိပ်မှာတက်တောင့်တက်တာနဲ့အနားယူအပန်းဖြေနိုင်မဲ့ VIP မြန်မာ Skyline Service ကိုလည်းကျမတို့စီမှာတပါးရရယူနိုင်ပါပြီရှင်ဒီလိုမျိုး visa ကိစ္စကအစ VIP လောင်းအထိစုံစုံလင်လင်ရရှိတဲ့ဝန်ဆောင်မှုတွေအကုန်လုံးကိုညီမတို့ The Dream Travel တို့မှာရယူနိုင်ပါပြီရှင်